ဘာမှတက်လီပဲရှင်ပြည်သက်များမင်္ဂလာပါရှင်ကျမတို့ channel မှာထိတ်တန့်ကြောင်းမြန်မာသတင်းတွေကိုတင်ဆက်ပေးနေတာမို့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးထားပါအောင်ရှင်ဘော်လခဲမျိုးတိုက်ပွဲပြင်းထန်နေ KNDF ဒုစီဦးတီချုပ်ကစစ်တုံးပန်းများလက်နက်ခဲယမ်းများရရှိထားတဲ့သတင်းတပ်ပုံများကိုဖော်ထုတ်ပြသဆက်သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကရင်ပြည်နယ်ဘော်လခဲမြို့ရှိစစ်ကောင်စီအခြေဆိုင်စခန်းများတရင်များကိုကင်းဒီတပ်မစုကတိုက်ခိုက်နေပြီးတိုက်ပွဲပြင်းထန်နေကနှစ်ဖက်ထိကကြာဆုံးမှုများရှိနေပါတယ်မလ19ရက်နေ့မှာကရင်ပူပေါင်းတပ်ကဘော်လခဲမြို့ရှိစစ်ကောင်စီအခြေဆိုင်နေရာချို့ကိုထိုးစစ်ဆင်ခဲ့ရာမလ21ရက်နေ့အထိတိုက်ပွဲပြင်းထန်နေပါတယ်မင်းတို့တောင်တာလွန်တော်လဲတင်ပေးရတာပေါ့ဘော်လခဲမှာဘာတွေဖြစ်နေလဲဆိုတာ915တို့လာတစ်တို့ဘာတွေဖြစ်နေလဲဆိုတာမင်းတို့ရဲ့ပြူဟာမှုကိုမေးကြည့်ပေါ့ SAB လော်ဘီလာတော်တာမရှိဘူးဘာကမျိုးမင်းသူရဲ့အမျိုးဆွေများနေသိပြီးပြီလားမသိသေးဘူးလားတော့မပြောတတ်ဘူးမသိသေးရင်ဖုန်ကြီးပင်လန်အောင်လိုပဲလှမ်းပြောပြရစီလို့ KNI အမျိုးသားကကွန်ရေးတန် KND ရဲ့ဒုတိယစီဦးစီးချုပ်မာဝီက၎င်း၏လူမှုကွန်ရက်စာမျက်နှာမှာတဆင့်မလ21ရက်နေ့ညပိုင်းမှာပေါ်လက်ခဲတိုက်ပွဲနဲ့ပတ်သက်၍ရေးသားဖော်ပြထားပါတယ်KND ဒုစီဦးစီးချုပ်ကသတင်းတပ်ပုံ၄ပုံကိုမျှဝေထားရာစစ်ကောင်စီတပ်မှလက်နက်မျိုးစုံဆက်စင်လိန် KN စစ်သုံးပစ္စည်းများတင်စီရရှိထားမှုစစ်တုံးပန်း9ဦးကိုလည်းဖမ်းဆီးထားမှုနဲ့ခြေလင်းတန်းဒုတပ်ရမှုအဆင့်ဖြစ်တဲ့ဗိုလ်မှူးတပ်ဦး၏လက်မပေါ်မှာအပွင့်အခတ်တပ်ပုံတို့ပါဝင်သည်ကိုတွေ့ရပါတယ်KNI ပြည်နယ်၏အလဲပဟိုချက်မှစီနေဘော်လက်ခဲမျိုးကို KNI တပ်ပေါင်းစုကထိုးစစ်ဆင်တိုက်ခိုက်နေရာပူပေါင်းတပ်မှတပ်ဖွဲ့ဝင်အချို့ကြာဆုံးထိခိုက်မှုလည်းရှိပါတယ်KNDN နဲ့ KA ကရဲဘော်လေးဦးကြားထားတဲ့ထိခိုက်တဲ့သူလည်းရှိတယ်လို့ KNI ရဲဘော်တအူးကပြောပါတယ်။ဘော်လခဲမျိုးရှိစစ်ကောင်စီစခန်းများတရဲများကိုတိုက်ခိုက်နေမှုကို KNDN နဲ့ဘော်လခဲခြေဆိုင်ပြည်သူ့ကာကွယ်ရေးတပ်ထံကျမတို့ channel ကဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။ခမာရ915ကစကခနဲ့လက်အောက်ခံလာတစ်ဆိုတာကပဲခူးတိုင်းခြေဆိုင်တမ66လက်အောက်ခံခလာရတက်ပေါင်းဘော်လက်ခဲမှာမျိုးဆောင်တပ်တွေအပြင်အင်အား900လောက်ထပ်ပြည့်ထားတာရှိတယ်လို့ KNI တပ်ပေါင်းစုကပြောဆိုပါတယ်။စစ်ဘက်တရင်အချက်လက်များအရဘော်လက်ခဲမျိုးမှာအခြေချစစ်ဗျူဟာခမာရ429ခမာရ430နဲ့ခလာရ339တို့စီတည်အပြင်ရှမ်းပြည်နယ်အခြေဆိုင်စစ်စင်ရေးကွက်ကဲမှုဌာနချုပ်စခခနဲ့လက်အောက်ခံတိုင်းရချို့ကပါအင်အားထပ်ပြည့်ထားပါတယ်။လက်ရှိကရင်ပြည်နယ်မှာမိုးပြဲမြို့အပါအဝင်ကရင်တပ်မတော် KA သိမ်းပိုက်ထားသည့်ထိုင်းကရင်နယ်စပ်ဒေသတို့မှာတိုက်ပွဲများပြင်းထန်နေပါတယ်ရှင်။ဆက်လက်ပြီးစစ်တပ်ကစစ်မှုထမ်းကရန်မိဘမဲ့ကျောင်းနဲ့ဘုံကြီးကျောင်းမှလူငယ်များ၏စရင်ကိုပါကောက်ခံနေပြီးစစ်တပ်နဲ့တပ်ရမီလူငယ်များကိုကြိုတင်ဖမ်းဆီးထိန်းသိမ်းမှုများလှုပ်ဆောင်လာဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပဲခူးတိုင်းပြည်မျိုးမှာအကြမ်းဖက်စစ်တပ်ကစစ်မှုထမ်းရန်မိဘမဲ့ကျောင်းများနဲ့ဘုံကြီးကျောင်းမှနေထိုင်တဲ့လူငယ်များ၏စရင်များကိုပါလိုက်လံကောက်ခံနေကြောင်းဒေသပြည်သူများကပြောဆိုပါတယ်။မလပိုင်းမှာစတင်ကပြည်မျိုးပေါ်မှာအကြမ်းဖက်စစ်ကောင်စီ၏မြို့နယ်ပြည်သူစစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့၏ညွှန်ကြားချက်ဖြင့်မိဘမဲ့ကျောင်းများနဲ့ဘုံကြီးကျောင်းများမှာနေထိုင်တဲ့လူငယ်များကိုပါစစ်မှုထမ်းရန်အမည်စရင်လိုက်လံကောက်ခံနေခြင်းဖြစ်ကြောင်းဒါအပြင်စရင်ကောက်ခံမှုနဲ့အတူစစ်မှုထမ်းရမည်လူငယ်များထွက်ပြေးမည်ကိုစိုးရိမ်၍လူငယ်များကိုကြိုတင်ဖမ်းဆီးထိန်းသိမ်းပြီးစစ်တပ်ထံသို့ပို့ဆောင်လျက်ရှိကြောင်းသိရှိရပါတယ်ပြည်မျိုးပေါ်ကဘုံကြီးကျောင်းမှနေထိုင်တဲ့လူငယ်တွေနဲ့မိဘမဲ့ကျောင်းကလူငယ်တွေရဲ့အမည်စရင်တွေကိုတက်ဆိုင်ရာရက်ကွက်အုပ်ချုပ်ရေးမှုတွေနဲ့ထွေအုပ်စရင်တွေကဒီရက်ပိုင်းမှာကောက်ယူသွားတယ်လို့သိရတယ်။တချို့ကိုကျောင်းမှာလိုက်ကောက်တယ်တချို့ကျောင်းမှာကြတော့တွားကောက်ရင်ထွက်ပြေးမှာဆိုလို့စရင်တွေကိုရက်ကွက်အတွင်းကဆဲအိမ်မှုစာအိမ်မှုထွေအုပ်စရင်နဲ့စရင်မတွေကရက်ကွက်ရုံမှာပဲကိုယ်တိုင်စရင်ပြုစုနေတယ်လို့သိရတယ်ဟုဒေသပြည်သူတအူးကပြောဆိုပါတယ်။ဒါအပြင်စံကုန်းမြို့ကမာရုံမြို့နယ်လှဲတန်းမှာလည်းလူမိုက်အဖွဲ့များကစစ်မှုထမ်းကရန်ဖမ်းဆီးထားတဲ့လူငယ်များကိုမြို့နယ်ထွေအုပ်ရုံးမှမှတ်ပုံတင်စစ်ဆေးကြရယူကစစ်တပ်ထံသို့ပို့ဆောင်နေကြောင်းဒေသပြည်သူများကပြောဆိုပါတယ်။မလိုက်ပိုင်းမှာစတင်ကမာရုံမြို့နယ်လှဲတန်းမှာအကြမ်းဖက်စစ်တပ်ကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရန်လွှတ်ထားတဲ့လူမိုက်များကလူသားလူလားပြတ်တည်နေရများမှာအင်စီကားများဖြင့်စောင့်ကြိုဖမ်းဆီးနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ထို့သောပေါ်တာဆွဲဖမ်းဆီးထားတဲ့လူငယ်များကိုနနက်တော်တရားအစဉ်စီမြို့နယ်ထွေအုပ်ရုံးမှခေတ္တထိန်သိမ်းပြီးနောက်စစ်မှုထမ်းရန်ကျမ်းမတ်စစ်တပ်တို့စစ်သားစုဆောင်ရေးတပ်များထံသို့ပို့ဆောင်နေခြင်းဖြစ်ကြောင်းပေါ်တာဆွဲဖမ်းဆီးပေးတဲ့လူမိုက်များကိုလည်းစစ်တပ်ကလူငယ်တပ်ဦးဖမ်းဆီးပေးနိုင်မှာကငွေကျပ်3သိန်းပေးဆောင်ကြောင်းသိရှိရပါတယ်။လှဲတန်းမှာလူငယ်တွေစတဲ့ပေါ်တာဆွဲဖမ်းဆီးခံနေရတဲ့ရုပ်ပြစင်ပြတ်ကိုလိုက်ဖမ်းနေတာအခုကပေါ်တင်လို့ဖြစ်လာပြီးကားပေါ်ကိုဆွဲပြီးတင်သွားတာသူတို့ကအဲ့လိုပေါ်တာဆွဲပြီးတာနဲ့နနက်တော်တရားစင်ကထွေအုပ်ရုံးကိုခေါ်သွားတယ်။အဲ့ဒီမှာသူတို့ဆွဲထားတဲ့သူတွေအပြည့်ပဲပေါ်တာဆွဲဖမ်းဆီးပေးတဲ့လူမိုက်တွေကိုလည်းတရားရရင်3သိန်းပေးတယ်လို့သိရတယ်ဟုလှဲတန်းမှာနေထိုင်တဲ့ကဘာယိုမြို့နယ်ဆိုင်ရာပရာဟိတအဖွဲ့ဝင်တဦးကပြောဆိုပါတယ်ရှင်။ဆက်လက်ပြီး
တထုံမှာလူငယ်များကိုစစ်မှုထမ်းခံရန်ပေါ်သားဆွဲဖမ်းဆီးရမှာပါဝင်နေသည့်စစ်မှုထမ်းဟောင်းကြီးစောနဲ့ချွေမတို့ပြစ်ခတ်ခံရပြီးသေဆုံးဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မွန်ပြည်နယ်တထုံမြို့မှာလူငယ်များကိုပေါ်သားဆွဲဖမ်းဆီးရန်အကြမ်းဖက်စစ်တပ်အားနေအိမ်များအားလိုက်လံပြသနေသည့်စစ်မှုထမ်းဟောင်းကြီးစောနဲ့ချွေမဖြစ်သူတို့ကိုဖမ်းဆီးရန်လာစဉ်ခုခံထွက်ပြေး၍ပြစ်ခတ်ဖမ်းဆီးရမှာ2 ဦးလုံးသေဆုံးခဲ့ကြောင်းပြည်သူ့ဘက်တော်သားအဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်။မလ19 ရက်နေ့နနက်7 နာရီခန့်မှာတထုံမြို့နယ်နန်းခမ်းရက်ကွက်လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ကလေးရရှိတဲ့ဘိုးဘရိတ်သားလမ်းစဉ်ဇာယီမှုကျော်သူဟင်းဤနေအိမ်တို့တော်လန်ရေးတပ်ဖွဲ့များကဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ထုံတို့ဝင်ရောက်ရှာဖွေစဉ်ဇာယီမှုကျော်သူဟင်းသည်နေအိမ်မှာမရှိတာကြောင့်လွတ်မြောက်သွားပြီး၎င်း၏ဖခင်ဖြစ်သူစစ်မှုထမ်းဟောင်းကြီးစောနှင့်၎င်း၏အမျိုးသမီးဖြစ်သူနွယ်နွယ်ဝင်းတို့ကိုတော်လန်ရေးရဲဘော်များကဖမ်းဆီးကြောင်းထို့သောဖမ်းဆီးလာစဉ်လက်ခုလက်တနေရအရောက်မှာကြီးစောကပြန်လည်ခုခံပြီးရဲဘော်တအူးထံမှတနက်လူယူကနွယ်နွယ်ဝင်းမှလည်းကားပေါ်မှဆင်ပြေတာကြောင့်ပြစ်ခတ်ဖမ်းဆီးရမှာ2 ဦးလုံးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်။သေဆုံးသွားတဲ့ကြီးစောသည်စစ်မှုထမ်းဟောင်းဖြစ်ပြီးရဲတရင်ပြင်းများအဖြစ်လှုပ်ဆောင်နေကအကြမ်းဖက်စစ်တပ်အတွက်စစ်မှုထမ်းရန်လူငယ်များစုဆောင်ပေးခြင်းနှင့်လူငယ်များ၏နေရာများကိုလိုက်လံပြသနေသူဖြစ်ကြောင်းဒါအပြင်နွယ်နွယ်ဝင်းသည်လည်းယောက်ျားဖြစ်သူဇာယီမှုကျော်သူဟင်းအားကိုဖြင့်ရက်ကွက်နေပြည်သူများအပေါ်ရိုင်းကားခြင်းလှုပ်ဆောင်သူဖြစ်ကြောင်းသိရှိရပါသည်။ထို့သောပြည်သူများအပေါ်နှီးမျိုးစုံဒုက္ခပေးနေခြင်းများကိုအမြန်ဆုံးရပ်တန့်ရန်တော်လှန်ရေးတပ်ဖွဲ့များကသတိပေးချက်များနည်းအမျိုးမျိုးနဲ့အကြောင်းကြားပြောဆိုနေပေမယ့်ဆက်လက်ကျွလွန်နေတာကြောင့်ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဇာယီမှုကျော်သူဟင်း၏နေအိမ်မှလည်းတက်တရထောင်ထားအဖြစ်ကျော်သူဟင်းကိုဇာယီမှုခံအပ်ဆောင်ကြည်စော်၏စစ်ပတ်နဲ့တက်ဆိုင်တဲ့စာရွက်စာတမ်းများနှင့်နွယ်နွယ်ဝင်း၏ခြေရောက်တဲ့မှတ်တမ်းဆောင်ရွက်များပြည်သူများကိုမတရားအတိုးနဲ့ချေယူထားသောစည်ရင်စရာများရွှေပေါင်ချအများအများနှင့်ဆိုင်ကယ်တစ်စီးတို့ကိုတက်တရဖြစ်သိမ်းယူနိုင်ခဲ့ကြောင်းသိရှိရပါတယ်။သူတို့တွေကလူငယ်တွေကိုဖမ်းဆီးတာမျိုးလည်းရှိတယ်လူစုဖို့အတွက်လူငယ်တွေနေအိမ်တွေလိုက်ပြတာမျိုးလည်းရှိတယ်တထုံမြို့အတွင်းမှာဒလန်အုပ်ကြီးအချို့နဲ့လူငယ်တွေကိုအာဓမစစ်မှုထမ်းဖို့ကူညီနေတဲ့သူအချို့ရဲ့အချက်လက်တွေအတိအကျရရှိထားပြီးဖြစ်လို့ယခုချိန်ကစပြီးရပ်တန့်မှုပဲမှတ်ချက်ပေးကြပါတယ်ကျွန်တော်တို့အဖွဲ့အနေနဲ့အလားတူမစ်ရှင်မျိုးတွေလည်းဆက်လက်ဖော်ဆောင်သွားမှာပါလို့ပြည်သူ့ဘက်တော်သားအဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်ပြည်သူ့ဘက်တော်သားအဖွဲ့တင်လွတ်မြောက်နေတဲ့ကြော်သူဟင်းအပြင်တထုံမြို့အတွင်းစီပြည်သူများအပေါ်နှီးမျိုးစော်ဒုက္ခပေးနေတဲ့တန်ရှိနေသည့်အကြမ်းဖက်စစ်တပ်ထောက်တိုင်ဒလန်ရက်ကွက်အုပ်ချုပ်ရေးမှုအချို့နဲ့လူငယ်များကိုစစ်မှုထမ်းရန်အာသမဖမ်းဆီးရမှာပါဝင်ကူညီပေးနေသူအချို့ကိုဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းပြည်သူ့ဘက်တော်သားအဖွဲ့မှတာဝန်ရှိသူကရှင်းလင်းပြောဆိုသွားပါတယ်ရှင်။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာရင်းချနာကြပါတယ်ရှင်လန်းချမ်းမြေ့ကြပါစေရှင်။